မင်္ဂလာပါမိတ်ဆွေတို့ရေဒီနေ့ကျွန်တော်တို့ပြောမယ့်အကြောင်းအရာကခါတိုင်းထက်ပိုလေးနဲ့တလို့ပို့ပြီးတော့လေပွင့်လင်းမြင်သာရှိဖို့လိုပါတယ်ကျွန်တော်တို့အားလုံးရဲ့နေ့စဉ်ဘဝထမင်းဝိုင်းနဲ့အိတ်ကက်ထရပတ်စံနေဘာလို့တစ်နေ့ထက်တစ်နေ့ပါလာရတာလဲမိတ်ဆွေတို့ဈေးထဲသွားတဲ့အခါသတိထားမိမှာပါအရင်က1000တန်တရွက်ဆိုတာဟာဟင်းအိုးစုံအောင်ဝယ်လို့ရပါမယ်အခုတော့စီဒပလင်းနဲ့ကြက်ဥတက်ကက်ဝယ်ရင်တော့ကုန်ကျင်နေပါပြီလောင်စာစီဈေးကလည်းအတက်ပဲရှိပြီးအကျမရှိတော့ပါဘူးဒါတွေဟာကံကြမ္မာကြောင့်မဟုတ်ပါဘူးကမ္ဘာအင်အားကြီးနိုင်ငံတွေရဲ့အာဏာလုပွဲကြောင့်ဖြစ်လာရတဲ့ရလဒ်တွေပါကျွန်တော်တို့ဟာတတိယကမ္ဘာစစ်ရဲ့စီးပွားရေးစစ်မျက်နှာတွေကိုသတိမထားမိပဲရောက်နေကြပါပြီယူကရိန်းမှာပောက်ကွဲတဲ့ပုံးတစ်လုံးပင်လယ်နီမှာနစ်မြုပ်သွားတဲ့တင်မော်တစ်စီးကနေထွက်လာတဲ့မီးခိုးတွေဟာမိတ်ဆွေတို့ရဲ့မီးဖို့ကြောင့်အထိရောက်လာတာပါဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်တို့ဟာဒီစစ်ပွဲပုံရိပ်တွေကြားမှာဘယ်လိုရှင်းတန်ရမလဲခေါင်းဆောင်တွေကရောနောက်ွယ်မှာဘာတွေလုပ်နေလဲဆိုတာကိုအပိုင်းလိုက်အသေးစိတ်ခွဲခြမ်းစိတ်ဖြာသွားမှာပါနံပါတ်1ဥရောပစစ်မျက်နှာပထမဆုံးဥရောပကိုကြည့်အောင်ယူကရိန်းရုရှားစစ်ပွဲဟာအခုဆိုရင်3နှစ်ကျော်တဲ့ကိုဝင်လာပါပြီလူတွေကစစ်ဖြစ်နေတာကြာပြီပဲလို့ရိုးအီသွားနိုင်ပေမဲ့ဒီစစ်ပွဲရဲ့နောက်ွယ်ကအရှုပ်တော်ပုံတွေကအခုမှပိုဆိုးလာတာပါပူတင်ရဲ့ရည်မှန်းချက်နဲ့ရုရှားရဲ့အင်အားဗလာဒီမာပူတင်ဟာရုရှားအင်ပါယာဟောင်းကိုပြန်အသက်သွင်းချင်နေရလား။သူကတော့နေတိုးအဖွဲ့ကသူ့အိမ်တကာဝါအထိရောက်လာတာကိုကာကွယ်တာပါလို့ဆိုပါတယ်။ဒါပေမဲ့ဒီစစ်ပွဲကြောင့်ရုရှားဟာကမ္ဘာစီးပွားရေးကနေဖယ်ကျဉ်ခံထားရပါတယ်။မိတ်ဆွေတို့သိလားရုရှားဟာကမ္ဘာအကြီးဆုံးတဘာဝတပ်ငွေနဲ့မြေဩဇာထုတ်လုပ်သူပါ။သူတို့ပိတ်ဆို့လိုက်တဲ့အခါဥရောပမှာမီးဖိုးကြောင်သောကဈေးတွေကတက်ယုံနေမကောက်ဘူး။တကမ္ဘာလုံးကစိုက်ပျိုးရေးလုပ်ငန်းတွေပါမြေဩဇာဈေးတက်ပြီးအထိနာကုန်တာပါ။ဇလန်စကီနဲ့အနောက်အုပ်စုရဲ့လက်နက်ထောက်ပံ့မှုအရှုပ်တော်ပုံတစ်ဖက်မှာလည်းယူကရိန်းသမ္မတဇလန်စကီဟာအနောက်နိုင်ငံတွေစီကဒေါ်လာဘီလီယံချီတဲ့အကူအညီတွေရနေပါတယ်။ဒါပေမဲ့ဒီနေရာမှာမေးစရာရှိလာတာကဒီပတ်စံတွေအကုန်လုံးဟာစစ်မြေပြင်ကိုတကယ်ရောရောက်ရလားဆိုတာပါပဲ။ယူကရိန်းအစိုးရအတွင်းကအဂတိလိုက်စားမှုသတင်းတွေလက်နက်တွေမှောင်ခိုဈေးကွက်ထဲရောက်ကုန်နေဆိုတဲ့ဆွဆွဲချက်တွေကအနောက်နိုင်ငံတွေကြားမှာဝေဖန်စရာဖြစ်လာပါတယ်။ပို့ဆိုးတာကလက်နက်ထုတ်လုပ်တဲ့ကုမ္ပဏီကြီးတွေ military industry complex ပါပဲစစ်ဖြစ်လေသူတို့ရဲ့ share တွေတက်လေသူတို့ပိုချမ်းသာလေပါပဲမိတ်ဆွေတို့စဉ်းစားကြည့်ပါစစ်ပွဲကိုတကယ်ပဲအဆုံးသတ်ချင်ကြတာလားဒါမှမဟုတ်အကျိုးအမြတ်အတွက်အချိန်ဆွဲနေကြတာလားနံပါတ်3အရှိအလဲပိုင်းရေနံဘာသာရေးနဲ့ဟူတီတို့ရဲ့ချိန်ချောက်မှုအခုအရှိအလဲပိုင်းကိုတွားရအောင်ဒါကတော့ကမ္ဘာရန်ပုံကြီးပါပဲအစ္စရေးဟာဟာမတ်စစ်ပွဲကနေစပြီးအခုတော့ဒေတာသွင်းစစ်ပွဲကြီးတစ်ခုစီဥတည်နေပါတယ်အီရန်နဲ့အစ္စရေးကြီးလှုပ်ဝက်စစ်ပွဲအီရန်ဟာနောက်ွယ်ကနေဟာမတ်ဟစ်ပိုလာနဲ့ဟူတီတွေကိုထောက်ပံ့နေတယ်လို့အနောက်အုပ်စုတွေကဆွဆွဲပါတယ်အစ္စရေးကလည်းသူ့ရဲ့လုံခြုံရေးအတွက်ဆိုပြီးလက်ဘနွန်အထိစစ်ပွဲချဲ့ထွင်လာပါတယ်ဒီကြားထဲမှာအမေရိကန်ဟာအစ္စရေးကိုကြောထောက်နောက်ကန်ပေးနေရကြောင်းအာရက်ကဘာဟာအမေရိကန်အပေါ်မုန်းတိမှုတွေပိုတိုးလာပါတယ်။ဟူတီတပုံနဲ့ပင်လယ်နီအကျက်တဲယီမင်ကဟူတီတပုံတွေဟာပင်လယ်နီတွေကကုန်တင်သင်္ဘောတွေကို drone တွေဒုံးကြီးတွေနဲ့တိုက်ခိုက်နေတာမိတ်ဆွေတို့ကြားဘူးမှာပါ။ဒါဟာဘာလို့အရေးကြီးလဲ။ကမ္ဘာကုန်သွယ်ရေးရဲ့12%ဟာဒီလမ်းကြောင်းကသွားတာပါ။သင်္ဘောတွေအဲ့ဒီလမ်းကိုမသွားရတော့တဲ့အခါအာဖရိကတိုက်ကြီးကိုပတ်မောင်းရပါတယ်။ရလကတော့လောင်စာစီပို့ကုန်မယ်အချိန်ပို့ကြမယ်အာမခံကြီးတွေတက်မယ်ကျွန်တော်တို့အပေါ်တက်ရောက်မှုမိတ်ဆွေတို့ဝယ်သုံးနေရတဲ့အဝတ်အထည် electronic ပစ္စည်းနဲ့စားတောက်ကုန်တွေအားလုံးဈေးတက်ကုန်တာပါပဲဒါဟာတနက်နဲ့ပြစ်မှစစ်ပွဲမဟုတ်ပါဘူးကုန်သွယ်ရေးလမ်းကြောင်းကိုပိတ်ဆို့လိုက်တာကလည်းအတန်တိတ်စစ်ပွဲတစ်မျိုးပါပဲနံပါတ်4အာရှပစိဖိတ်ရှီကျင့်ဖြင့်ဘိုင်ဒန်နဲ့ထိုင်ဝမ်၏ကံကြမ္မာကျွန်တော်တို့အာရှဘက်ကိုပြန်လှည့်ကြည့်လိုက်ရင်အခြေအနေကပိုပြီးရင်တုံစရာကောင်းပါတယ်။အမေရိကန်နဲ့တရုတ်ရဲ့အားပြိုင်မှုဟာစစ်အေးတိုက်ပွဲတဲ့နယူခူဝါလိုတောင်အမြင့်တက်နေကြပါပြီ။ရှီကျင့်ဖြင်တရုတ်အိမ်မက်တရုတ်သမ္မတရှီကျင့်ဖြင်ကတော့ထိုင်ဝမ်ဟာတရုတ်ရဲ့အစိတ်အပိုင်းဖြစ်လို့တနေ့မှပြန်ပေါင်းထုတ်ရမယ်လို့အတိအလင်းပြောထားတယ်။ဒါဟာနေမြေကိစ္စတွေမဟုတ်ပါဘူး။ထိုင်ဝမ်ဟာက
ကမ္ဘာအဆင့်မြင့် microchip စီမီကွန်ဒတာ62ရာခိုင်နှုန်းကိုထုတ်လုပ်ပေးနေတာပါတကယ်လို့တရုတ်ကထိုင်ဝမ်ကိုထိန်းချုပ်လိုက်ရင်ကမ္ဘာနည်းပညာလောကကြီးတစ်ခုလုံးတရုတ်ရဲ့လက်ခုပ်ထဲရောက်သွားမှာပါအမေရိကန်တုံ့ပြန်မှုအမေရိကန်ကလည်းထိုင်ဝမ်ကိုလက်နက်တွေတပ်ဆင်ပေးနေတယ်လို့ဖိလစ်ပိုင်နဲ့ဂျပန်မှာစစ်အခြေစိုက်စခန်းတွေတိုးချဲ့နေတယ်ဒီနေရာမှာအရှုပ်တော်ပုံကဘာလဲဆိုတော့အမေရိကန်ဟာစီးပွားရေးအရာတရုတ်ကိုအမိပြုနေရတယ်လို့တရုတ်ကလည်းအမေရိကန်ဈေးကွက်ကိုလိုအပ်နေတာပါဒါပေမဲ့နိုင်ငံရေးအရာတော့တစ်ဖက်နဲ့တစ်ဖက်အလဲထိုးဖို့ချောင်းနေကြပါတယ်တောင်တရုတ်ပင်လယ်မှာဖိလစ်ပိုင်သင်္ဘောတွေကိုတရုတ်ကရေအမြောက်တွေနဲ့ပစ်တာလေယာဉ်တွေအပြိုင်ဆိုင်ပြန်တန်းတာတွေဟာမှားယွင်းတဲ့တွက်ချက်မှုတစ်ခုခုဖြစ်သွားတာနဲ့တတိယကမ္ဘာစစ်ကိုစတင်ပေးမဲ့မိဘွားဖြစ်သွားနိုင်ပါတယ်နံပါတ်5ကမ္ဘာစီးပွားရေးပြိုလဲမှုနဲ့ကုန်စည်နှုန်းမှုန်တိုင်းကဲမိတ်ဆွေတို့ရေအခုနပြောတဲ့စစ်ပွဲတွေဟာဘာလို့ဒို့စီယာကုန်စည်နှုန်းကိုတက်စီတာလဲဆိုတာကိုပို့ပြီးအနည်းကကြည့်အောင်နံပါတ်1ဒေါ်လာဈေးကစားပွဲကမ္ဘာမှာစစ်ရိတ်တန်းလာရင်လူတွေကဒေါ်လာနဲ့ရွှေဈေးကိုပဲယုံကြည်ကြတယ်ဒါကြောင့်ဒေါ်လာဈေးတက်ပြီးကျွန်တော်တို့ရဲ့ပြည်တွင်းငွေကြေးတန်ဖိုးတွေကျဆင်းလာပါတယ်နံပါတ်2 supply chain ပြတ်တောက်မှုစက်ရုံတွေစစ်ကြောင်ပိတ်ရတယ်တင်မောလန်းချောင်းတွေပြောင်းရတယ်ပစ္စည်းပြတ်လက်တော့ဈေးတက်တာပေါ့နံပါတ်3စွမ်းအင်ဈေးနှုန်းရေနံနဲ့ဂတ်ဈေးတက်ရင်ကုန်ထုတ်လုပ်မှုဈေးရိတ်ကတည်ယူပို့ဆောင်ရေးဈေးရိတ်ပါတက်တယ်ဒါကြောင့်အခြေခံစံစီစားကအစဈေးတက်ကုန်တာပါမိတ်ဆွေတို့စဉ်းစားကြည့်ပါကမ္ဘာခေါင်းဆောင်တွေကစစ်ပွဲအကြောင်းတွေပြောနေချိန်မှာကျွန်တော်တို့ပြည်သူတွေကတော့ဒီနေ့ဘယ်လိုစားရမလဲမနှက်ဖြန်ဘယ်လိုအသက်ရှင်ရမလဲဆိုတာကိုပူပန်နေရတယ်ဒါဟာတကယ်ကိုဝိုင်းနေစရာကောင်းတဲ့အမှန်တရားပါနံပါတ်6ညီကုန်းကျွန်တော်တို့ဘာလုပ်နိုင်တယ်လဲညီကုန်းချုပ်ရရင်တော့မိတ်ဆွေတို့ရေတတိယကမ္ဘာစစ်ဆိုတာအရင်ကလိုမျက်နှာချင်းဆိုင်တနက်နဲ့ပြစ်တဲ့စစ်ပွဲမျိုးတွေမဟုတ်တော့ပါဘူးစီးပွားရေးဤပညာနဲ့တရင်အချက်လက်တွေကနေတဆင်ကျွန်တော်တို့ရဲ့ဘဝတွေကိုဖျက်ဆီးနေတဲ့စစ်ပွဲပါခေါင်းဆောင်တွေရဲ့အရှုပ်တော်ပုံတွေအာဏာလုဝဲကြားမှာကျွန်တော်တို့ပြည်သူတွေကတော့ရေးစားပင်တွေဖြစ်နေကြရတယ်ဒါပေမဲ့ကျွန်တော်တို့လုပ်နိုင်တာတစ်ခုရှိပါတယ်အဲ့ဒါကတော့အသိပညာရှိဖို့ပါကမ္ဘာမှာဘာတွေဖြစ်နေလဲဆိုတာကိုမျက်ခြေမပြတ်စောင့်ကြည့်ပြီးမိမိရဲ့စီးပွားရေးမိမိရဲ့မိသားစုအတွက်ကြိုတင်ပြင်ဆင်မှုတွေလုပ်ထားဖို့ပါပဲမိတ်ဆွေတို့ရောဘယ်လိုမြင်လဲဒီစင်မီတွေကငြိမ်းသွားမှာလားဒါမှမဟုတ်ပိုပြီးပြင်းထန်လာမှာလားမိတ်ဆွေတို့ရဲ့အမြင်တွေကိုကိုမန့်မှာပွင့်ပွင့်လင်းလင်းဆွေးနွေးပေးခဲ့ကြပါဦးအခုလိုအချိန်ပေးပြီးကြည့်ရှုပေးတဲ့အတွက်မိတ်ဆွေတို့တဦးချင်းစီကိုကျေးဇူးအထူးတင်ရှိပါတယ်နောက်ထပ်ကမ္ဘာအခြေအနေတွေကိုအမြဲသိနေရအောင်ကျွန်တော်တို့ channel ကို subscribe လုပ်ထားဖို့တောင်းဆိုချင်ပါတယ်ဒီဗီဒီယိုကမိတ်ဆွေတို့အတွက်အတွေ့အကြုံတစ်ခုခုရမယ်ဆိုရင်တခြားသူတွေကိုလည်းမျှဝေပေးခဲ့ပါဦးဒီဗီဒီယိုကနေမိတ်ဆွေတို့ကိုအသွေးအမြင်သစ်တွေရလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်မိတ်ဆွေတို့အတွက်အကျိုးရှိစေမယ့်အကြောင်းအရာတွေကိုတင်ဆက်ပေးဖို့အတွက်နောက်ဗီဒီယိုမှာပြန်ဆောင်ကြပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်